လူရှင်တို့မှာသူတို့ကောင်းကောင်းကြည့်ရတယ်ကိုများပြကြကြအော်ကျွန်တော်တို့ဖိုင်ရောက်တိုင်းကောင်းကောင်းတို့ပသိန်းတို့နော်ရှုံနော်အဲ့ဒါလူရှင်တို့မှာသူတို့ကောင်းကောင်းဘယ်လိုပြီးဒီကဲမှာတော့ကြားရဆက်ချောင်းလို့ရဝိုင်းဝန်းသွားအဲ့လိုကိုယ်တော်လည်းသူရှင်တို့မှာသူတို့ကောင်းကောင်းနေဒါတော့ဒီနေ့မှာလည်းလူရှင်တို့မှာသူတို့ကောင်းကောင်းနေလုံငယ်တိုင်းနေရတဲ့အစင်မပြေနော်ရောင်းစားလို့လည်းကောင်းနေဘယ်လိုလုပ်ကြလဲကြုံနေပါစေနော်ဒီလိုကောင်းမှုကိုကိုယ်ကြောက်တဲ့ဝဲပြီးတဲ့လူတွေဖျားပဲအားထုတ်လို့တော့အသက်ကြီး90ပြားနေသွားကြတယ်နော်ဒါလူရှင်လုံးမှာသူတော်